အဲ့တော့ကိုယ်တက်တက်ခိုင်နဲ့ကိုရင်းနှီးပြောပြလိုက် ဘာပြောအောင်ပြော ပါဇက်မတည်ရမ်းနဲ့လို့ အဲ့ဒါမင်းတို့လူပါများသွားပြီ ဟာ ငါအမကြီးကလေဘယ်တော့မှပါဇက်ကိုလေတရမ်းမပြောတာငါမတွေ့ ဟို ဘူး ကိုကကို ငါတို့ကပါတီချင်းတော့မ ဘု တူ တ်ခဏ ဘူး နေကိုကကိုနာမည်ရိုက်ဆရာရှိရင်ရိုက်ဆလုံးမုံတီးဆရာရှိရင်တီးအားမချောင်းတယ်လို့ကိုစဉ်းစားကြည့် ဟာတော့ဘာအားချောင်းလို့ပြော နိုင်ငံတော်အတိုင်ပင်ခံနဲ့ဒီတမရာကြီးရာတဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးတဲ့လက်စားလို့သူတို့ကအမှုဆွဲပြီးတော့ထောင်ချလိုက်တာတဲ့ကဲအပြောသင့်လား အမကြီးအဲ့ဒါကြတော့အမကြီးကတလွဲတွေလှုပ်လာပြီကျွန်တော်အမ နာမည် ကြီးကိုလေး ရို လိုက် က်လို့ နာမည်ပဲကိုယ့်ကိုရိုက်လိုက်မဟုတ်ဘူးလေတို့မင်းပြောတာလေကောက် အေးလေ အမကြီးကျွန်တော်လေးသားခဲ့တာနော်အမ ဟိုပေါက်ပါလဲ ကျွန်တော်ပါတီချင်းတော့မတူတာနော် ပြီးတော့လုံးလားဟလား ပြီးသုံးလို့ ပေါက်ပန်း40ပါတီ ပေါက် နော် ရမဟုတ်ဘူးမပြောပါနဲ့ ဟောပဲမောက် ပဲပေါ့ အေးပဲမောက်ပေါက်ပန်း40လိုက်မပြောနဲ့လို့ အမကြီးကျွန်တော်မပြတ်မယ်ဒီဟာကလေတကဘာလုံးသိတယ် အေးလေနိုင်ငံရေးအကျဉ်းသား သားအမကြီးမဟုတ်တာရှောက်မပြောနဲ့ ဘောမချင်းအတူတော်ကိုတို့နည်းနည်းမြင်းတယ်ကိုတို့နည်းနည်းမြင်း အေးအဲ့လိုလုပ်စမ်းပါဗျ နည်းမြင်းတယ် မဟုတ်တာ တလားလောက်ပဲဟုတ်လေကိုတလားမ ဒါပေမဲ့အမကြီးပါတီမှာတော့မင်းလူကောင်းတွေအများကြီးပဲ လူကောင်းတယ်ကိုလုံးမရှိဘူးလား မရှိဘူး တရေတွေပြုံးဟောပရှူကောင်းပြီးတော့ ကိုလုံးမရှိတာဟိုတနေ့ကမှလေဟိုတယ်မှာခုတ်တစ်ပြီးပြတ်လိုက်တယ်ဟာ ဟော လေ အဲ့ဒါပြီးသုံးလုံးဟလား ဒီသုံးလုံးဟာမဟုတ်ဘူးလေဟိုနေ့ကဂိမ်းနေတအားဆော့ပြီးတော့လူသားဂိမ်းနေဆော့ပြီးတော့အဲ့ဒါကြောင်ပြီးတော့တတ်လိုက်တာ မမို့ကြောင်ဒီလိုပဲကြောင်တော်တော်ကောင်းအုပ်ချုပ်တဲ့အချိန်ဆိုတော့ဒီကြောင်တော်တော်လူတွေဖြစ်လာအောင်ဗျာ မင်းဘာခိုင်းလဲ ဟိုလေကျွန်တော် ဟိုငါပြောတော့ခုန ကျွန်တော်ပြောတယ် အမကြီးကိုပြောနေလေ အေးကျွန်တော်ပြောတာလေ အ ကြောင် မ တော်တော် ငါ ကော ပြော င်း တယ်ဆိုတာအမကြီးထဲမှာရှိတဲ့လူတွေကလူကောင်းတွေများတယ်ဆိုတာဒီလိုကွာရုပ်ရှင်မင်းသားမင်းသမီးတွေပါတယ် ဒုက္ခပဲ ဟာ သူတို့လည်းကိုလုံးမရှိတော့လား ထက်ထက်တုံးကအဲ့မှာဝင်ပြိုင်ပါလေ အေးထက်ထက်ထုံးမကျန်သူထက်ထက်ထုံးလဲအဲ့မှာစကားအသွားလာကြည့်လို့တက်တက်တွန်းခံရမယ်လို့ ဟာဟုတ်တက်တက် ဟုတ်လားနော်ဘာလဲဒီဒေါန်ဆန်းစုကြည်ရတယ်ဟိုကတကူကောင်းသမားကြီး အဲ့လိုတော့ပြောတာမဟုတ်ပါဘူး သူကိုယ်တိုင်ဒီအရေးခင်းကာလကနော်အရေးတော်ပုံကာလလက်သုံးချောင်းကြီးထော်ပြီးတော့ဒေါန်ဆန်းစုကြည်နာမည်ကြီးနဲ့လေဆိုင်းမှုကင်တာ အေး ဘာလောက်တာလဲအပြောင်းလဲ အေးအမကြီးအဲ့ဒါအရေးကြီးတယ်နော် အမကြီးမဟုတ်လေအဲ့တက်တက်တွန်းကကိုယ်တိုင်ငယ်တယ် မဟုတ် လေ ဘူးလေငါအမကြီးကိုပြောတာ အေးပြောလိုက်ပြော အ လို မ က် ကြီးအဲ့ပါတီမှာအဲ့လိုလူမျိုးတွေကိုလက်ခံထားပြီးဆိုရင် ထွက်ထွက်ခံရောဒီတက်တက်တွန်း ထွက်ထွက်ခံအောင်တက်တက်မဟုတ်ဘူးငါပြောတာဟိုတက်တက်တုံးကိစ္စကိုပြောနေတာ အေးအခုအဲ့ကိစ္စထုတ်ပြုံးမယ် အေး ထွက်ထွက်ခံကိုတက်တက်တွန်းလိုက်တာနားများလေအေးမဟုတ်ဘူးတက်တက်တွန်းကထွက်ထွက်ခံတို့ပါတီထဲရောက်သွားတယ်အဲ့ဒီမှာ တက်တက်တွန်း အေးတက်တက် ထက်ထက်ထွန်း တက်တက်တွန်း အာတို့ကမကွာစကားမပြီးဘူးကွာ အေးမဟုတ် ရှက်ခိန်တော့ဘူးသေးတဲ့ဖျမ်းမလို့ဖြစ်နေပြီ ကိုစီးကျင်တယ်ဆို ဟာဟေ့အောင်စီးကြိုဖြစ်နေငါမဟုတ်ဘူးလို့ အော်အေးမဟုတ်အဲ့ဒါမကျန်တက်တက်တွန်းကိုထွက်ထွက်ခံကိုပြောလိုက်ကိုစလုံးပုံးမယ်တီးနော်ပြီးတော့လုံးဟလာပေါက်ပန်း40ရှောက်မပြောနဲ့လို့ မဟုတ်ကြဟိုမှာပြပါတီကနေဟိုကောင်မလေးတွေ့တာကျွန်တော် favorite ဖြစ်တယ် ပြားသွားပြီခု ချမ်းချမ်းလေးဟိုပါဘီဘီချမ်းဆိုတာ ဘီဘီချန်ဟုတ်တယ် အခုဟိုပါတီထဲရောက်သွားပြီ အခုမဟုတ်မကျစကားပြောတဲ့ဆိုတဲ့နေရာကျတော့ဒီဘီဘီချန်လောက်ဒီတက်တက်တွန်းနဲ့ထွက်ထွက်ခံ standard မရှိဘူးနော် မဟုတ်လေဘီဘီချမ်း set education တွေပြောတာလေ အေးဘို့လေ तू အေးဆေးပြောပါဗျာတရေလုံးကြီးမပြောဘူးဗျာတဲ့မှာဒါပေမဲ့ဒီတက်တက်တွန်းနဲ့ဒီထွက်ထွက်ခံကဘီဘီချန်နဲ့ဆိုင်တော့ ထက်ထက်ထွန်းနေဒေါ်တက်တက်ခိုင် အေးဒါပေမဲ့ဟို ငါလိုက်ဖြစ်ပေးတာမကောင်းဘူးကွာ နော် မင်း အေးဟိုအဲ့တက်တက်တွန်းနဲ့ထွက်ထွက်ခံတန်းသိမ့်မရှိဘူးဗျာအဲ့ ဘုံ လို ဘအဲ့ဒါပြောအမကြီးအဲ့လိုလူမျိုးတွေဆိုရင်သူကဆန္ဒပြတဲ့အချိန်တော့သူတို့ပါတယ်ဟုတ်တယ်ကျွန်တော်တွေ့ဘူးတဲ့ဗီဒီယိုပိုင်းထဲမှာ ရောင်ချင်းပုတ်တင်ညိုလေ စိုင်းကင်ပြီးတော့ဝေးအားဘာဖြစ်တယ်ဆိုတာတော့အောင်ဆန်းစုကြည်ပါညာ ကြည့်ပြောကြည့်ပြော သူတို့အဲ့ဒါတွေလို့အဲ့ကိစ္စတွေကအမကြီးရှင်းရမှာနော် အခုကသူတန်းစင်းစုံရောက်သွားမယ်နော်မကျအခုကဗျာမလာပြီးလို့ရှိ မဟုတ်ခဏတော့အဲ့စကားမျိုးဟိုဗာလဲပြောတယ်ဆိုတော့ဘယ်မှာပြောတာ အာတင်းစာရှင်းလင်းပွဲမှာပြီးသုံးလုံးတင်းစာရှင်းလင်းပွဲမှာ သတင်းစာရှင်းလင်းပွဲမှာအဲ့ဘယ်ဂျာနေဘယ်သတင်းတော့ကမေးတာပြော အာ ဘယ်သတင်းတော့မေးတာ ဘောမားတွေကိုအဆက်မပြတ်ကင်နေတဲ့ဟိုဟာလေဘာလို့လဲဓာတ်တိုင်လိုကင်နေမြက်ခိုင် အော်စပင်ရှင်နဲ့ အေး ဦးမြတ်ခိုင်လောက်ပြန်ပြီဟော မြက်ခိုင်ကြီးနဲ့ ဟိုခမောက်ပါတီတော့လည်းသူ့သွားမေးလိုက်တာ အေးနော်အဲ့ အဲ့ပါတီပြုတ်သွားတယ် အဲ့ခမောက်ပါတီတို့ကဆန္ဒမင်းတို့ဒီဆန္ဒလာဖြစ်သွားတဲ့ကိစ္စ မဟုတ်လေဒေါ်စန္နာမင်းဘယ်လိုစန္နာလားပြုတ်သွားတာ ပြုတ်သွားတဲ့ကိစ္စသူသွားအင်တာဗျူးတာဟာဒီတကဒါဆိုရင်တော့ထွက်ထွက်ခံအလှည့်ပေါ့ ဟာအမကြီးအဲ့ဆိုတတိထားမယ်နော်တတိထားနော်အဲ့လူကြီးက အဲ့ပဲနာဘူး ဟာမဟုတ်ပါဘူး သူ့မိမငယ်ငယ်လေးဆိုအခုပဲပြောတာ အဲ့သူမိမငငယ်လေးကကြာပြီးယူလာတာ ဆွတ်စီလိုက်တော့ မဟုတ်ဘူးလေကြာပြီ ဆွတ် သူကအသက်ငယ်တာဒါပေမဲ့အချက်မှငယ်တယ်ကြီးတယ်မရှိဘူးကွာ အဲ့လိုကြီးလား အဲ့လို ပါစကပေါက်ပန်း40လိုက်ပြောတာ အဲ့လူကြီးကြောင့်ပြောအောင်မသိ အေး ငါတို့ဥက္ကရာဆိုရင်လေအဲ့ဦးမြတ်ခိုင်ကိုရှောင်လာရေး ဟာတရေတဲ့တော့သူ့ကိုကြောက်တယ်ပေါ့လေ မဟုတ်ဘူးလေ तू ကအဲ့လိုတွေဂျင်းနဲ့ကြက်တဲ့မိတဲ့ခါကျငါတို့ဥက္ကရာမဖြေတဲ့ခါကျရင်အဲ့လိုဖြစ်မှာဆိုလို့ဗျာ သူကလည်းခေတ်ဆက်ဆက်ဘောမပဲအားလည်းဟိုပေါ်ပြူလာတာဖော်မြူလာတာပါ ဟာငါအဲ့ဆိုငါတို့ဘက်ကပေါ့ အဲ့ဒါအဲ့ဒါဗောကိုတို့ ကိုကြီးအဲ့လိုကြီးမလုံးနဲ့ ဘောရန်ကြီးကိုဗာလဲမပြတ်ကင်နဲ့မြက်ခိုင်ဆိုတော့သူ
ပေါ့ ဘယ်ဘောတယ်ကြီးလဲ သူကဘောမမဘူးလေဘောမရဲ့သူကများတော့သူကဘောတန်ကြိုင်တာဟုတ်တယ်